Hey guys, အားလုံးမင်္ဂလာပါရှင်။ကဲဒါလေးကတော့ပတ်တူဆက်လေးပါရှင်။ကဲဒါဆိုလည်းတူနဲ့လောက်ကြမယ်။ဒီနေ့ကကောင်းတဲ့အင်္ဂါလေးတွေဖြစ်ပါစေ။ကောင်းတဲ့နေ့ကြီးတွေရကြပါစေရှင်။ကဲအခုကတော့ပေါ့နော်။အခုခုနကတော့စီမိုစကွတ်ပြီးထားမယ်။စီမိုစကွတ်မှာကြတော့ဒီဘိုက်ကလေးပြီးပြီးတော့လည်းထိုင်မယ်။10ချိန်ရနေပြီးတော့10ရက်3ကြောနေပြီးတော့10ချိန်12ချိန်15ရက်3ကြောနေပြီးလို့ရပါတယ်ရှင်။ဒါလေးကိုဘိုက်လေးရှုလေးလုပ်မယ်ပြီးပြီးလေးမှန်လေးသွားဖို့ပဲလို့ပါဖြစ်ပါတယ်ရှင်။ကဲပြီးတော့လမ်းချက်လေးဝင်ပြီးထားပါတယ်။လမ်းချက်မှာကြတော့ပေါ့နော်ဒီပေါင်းနေပေါ့နော်။ရှေ့ပေါင်းနဲ့နောက်ပေါင်းလေးပါတယ်ဘိုက်လည်းဆက်ပြီးပေါ့နော်ခါပြီးပတ်လေးထိရောက်မယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ပြီးတော့လုပ်တဲ့နေရာမှာကြတော့ခဏကိုတက်လေးပဲထားပြီးဘယ်လိုရှိပကုံးချတိုင်းပဲ6ယူကားထားပြီးမယ်ဒီလို6လေးကိုအနောက်ကိုဆွဲမယ်ဒီကောင်းလေးဆွဲမယ်ပေါ့နော်ခြေရလေးထောက်ပြီးတော့ဒီလေးဆက်ချမယ်ဘိုက်လေးညစ်ပြီးတော့ညမှာဝင်ပေါ့နော်ဒါကလေး10ရက်3ကြောနေပြီး7နာရီ3ကြောလုပ်ပြီးလို့ရပါတယ်ရှင်ပြီးတော့ဆိုတဲ့ဆက်ဆက်ကမောပြီးပဲပေါ့နော်ဒီချိန်ကတခုလုပ်ပြီးတိုင်းဆက်ဆက်ကလည်းမောပြီးမယ်ပြီးတော့မှပြန်လုပ်မယ်ပေါ့နော်ပြီးပြီးမှန်လေးပဲတော့ပေါ့နော်ကိုကလူရည်လေးရောက်ပြီဆိုတော့ပုံတာပြီးအဲ့ဒါတော့ကိုကကျန်နေပြင်းနေတာမဟုတ်ဘဲနဲ့ပြီးပုံမှန်လေးပဲတကားလို့ရှိရင်ကစားပေးပေါ့နော်အဲ့ဒါကြောင့်ဒီဗီဒီယိုမြင်နဲ့သိထားပြီးမယ်တောင်းထားပြီးမယ်ပေါ့နော်ဒါလေးကသူ့ကမြင်ဒါနာနေတယ်ညောက်ပြီးဖြစ်ပါတယ်ရှင်ဒီလေးချိန်ကတော့ပေါ့နေ့ချိန်လေးပူပေါ်လေးဘောကောက်လေးရဆိုရင်ဒီပေါ့နော်ဒီကိုချင်းသွားဖို့အချိန်မရှိရလို့ဒီ problem လို့ရှင် claim မေးတွေပေါ့ဒီက claim မေးတို့အိမ်နောက်ရှင်တို့သမီးတွေအတွက်ကိုအဓိကရည်ရွယ်ပြီးလုပ်ထားခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုတော့တချို့ကချင်းသွားဖို့အချိန်မရှိဘူး။တချို့ကကြတော့ဒီချိန်ကလုပ်ဖို့ဆိုတော့လုပ်မယ်မနေ့လုပ်မယ်နေ့လုပ်မယ်ညလုပ်မယ်နောက်နေ့မှလုပ်မယ်နောက်လမှလုပ်မယ်လကုန်မှလုပ်မယ်အမျိုးမျိုးတွေပေါ့နော်အမျိုးမျိုးတွေရရှိကြတာပေါ့နော်အကြောင်းမျိုးတွေပေါ့နော်လုပ်ဖို့ဒီသူတို့မူတည်မရဘူးတော်တော်နဲ့မူတည်မရဘူးမူတည်မရလာဘူးအဲ့တော့လက်ချိန်ကတော့တော်တော်နဲ့မလုပ်ဖြစ်ကြဘူးဒါကြောင့်မလို့ကိုကလက်ချိန်ကလေးလုပ်ဖြစ်သွားအောင်ကိုကအချိန်အိမ်မှာပဲဘာမှလည်းချိန်ရပေးကြမလို့ပဲနဲ့ဘလို့ပဲဒီမှာရှင်းမျိုးဝင်လာပြီပဲပေါ့နော်တမျိုးကိုကပဲရှင်းမျိုးမဟုတ်ဘူးနော်မှာ5မျိုးပဲရပြီးတော့6မျိုးပဲရပေါ့နော်ကိုရှားတဲ့လောက်ကြီးလုပ်လိုက်မရှိဘူးကိုသွေးထူပါမယ်အသွေးထူပါမယ်ခန္ဓာကိုယ်ကတက်တာအယောင်ညာတက်တာခြင်းနဲ့ထုံနာကျင်နာလည်းမရှိဘူးစွက်တည်တဲ့ရောခြင်းနဲ့ပြီးတော့အယုလည်းကြောခြင်းနဲ့ချွေးလေးတော့ခန္ဓာကိုယ်လည်းပေါ်ပါလာမယ်ကိုလုပ်ကွာနေ့တိုင်းလုပ်တာများတရက်နေတော့ဘုံရပြောင်းလို့တော့မဟုတ်ပါဘူးရှည်ဆွဲမြဲမှုပဲရှည်ဆွဲမြဲပြီးတော့လုပ်ဖို့ပဲအရေးကြီးရပါပေါ့နော်ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့ခန္ဓာကိုယ်လည်းပြောင်းလဲလာမယ်ကိုကျမ်းမာလည်းနေထိုင်လာမယ်ပြီးတော့သူ့ဆောင်ဝင်ရတဲ့အစီအစဉ်လာမယ်ပေါ့နော်ဆေးကနေလည်းဝင်ရမယ်ကျမ်းမာရေးရပို့ပြီးတော့ဒီထက်လည်းမဆိုးလာတော့ဘူးနော်ယောဂဆိုပြီးလည်းဝင်လာမယ့်ယောဂဆိုပြီးလည်းဝင်လာတော့ကိုလေးချိန်ကလုပ်ချင်ရပြီလေးချိန်ကဒီချိန်နဲ့လေးချိန်ကကိုချိန်နဲ့ဆော့သူကဆိုလို့ရှိရင်ယောဂတွေဆော့ဟာလာချိန်ပဲသူစပိတ်ပဲနေပါပဲပေါ့နော်တခုကိုရဲ့ activity ပေါ့နော်လုပ်မှဆိုလို့ရှိရင်တော့ကျမ်းမာတဲ့ခန္ဓာကိုယ်ရမှာဖြစ်ပါတယ်ရှင်အားလုံးပဲစီစဉ်ကျမ်းမာပြီးကြပါစေရှင်